ဘော်ဒီကတောင်တင်းဖြောင်းစင်းဘာမှအပြစ်ပြောစရာမရှိလုံးဝအထာကျဆိုတော့တော်တော်လေးကိုပေးရတဲ့ဈေးနဲ့တန်တယ်လို့ပြောလို့ရပါတယ်ဒါကသူ့ရဲ့ base plate ပါအရောင်ကတော့အပြင်မှာဆိုလို့ရှိရင်တော့အနီရောင်တော်တော်ကိုကျက်သွေးရောင်တောက်တယ်နော်ဒါကတော့သူ့ရဲ့အပိုပစ္စည်းတွေပါโอเคဒါကသူ့ရဲ့ဒါက Master ရဲ့ original figure ပါတော်တော်မိုက်ပါတယ်ဒါလေးကသူ့ရုပ်ထွက်လေးပါဒီ body structure အနေချတော်တော်လေးကိုကောင်းပါတယ်ဒါသူ့နောက်မှာကြောမှာတက်မဲ့ဟာလေးပါနော်โอเคဒါလေးချက်မှတ်ထားပြီပါဒါကသူ့ရဲ့ဒီဘောင်းရုပ်ကလေးသူ့လက်ကလည်းခေါင်းကလည်းလက်ခံနိုင်တဲ့အနေအထားလေးပေါ့နော် accessory ကတော့နောက်ထပ်လက်12ဖက်ပို့ပါပါတယ်ဆိုတော့ okay ဒါဆိုကျွန်တော်ဒီဘက်က ultimate နေပါအောင်တစ်ချက်သွားကြည့်မယ်ပေါ့နော်စတွေ့ရတော့ base plate ဒီ base plate ကအရောင်ကအုံနီခဲရောင်ပို့သွားတယ်မတူဘူးဒါက copy version ဒါက original master version လုံးဝမတူပါဘူးရောင်ကွဲတယ်ဒီကောင်ကကြက်သွေးရောင်ဒီကောင်ကလိမ်မော်ရောင်ဘက်ပုံများတယ်ဒီအနီးကကျွန်တော်တို့အပြစ်မှာတေချာကြည့်ရင်ဒီစေးသားထူတယ်ဒီစေးသားပါတယ်ပေါ့နော်တော်တော်ပါတယ်ဒီကောင်ကဒီအလဲမှာဘာမှမပါဒီကောင်ကဒီမှာဝက်ဥရဖို့အတွက်အရစ်ကလေးထည့်တာပြီးတော့ဒါလေးရစားကွာတယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကိုအရင်ကြည့်သူ့ရုပ်ကလေးကတော့သူ့ဒီတိုင်းကြည့်ရင်တော့တိတ်မကွာဘူးလို့ထင်ရပါမယ်ဒီဘက်က original version နဲ့ရှင်းကြည့်ရင်တော့တော်တော်ကွာတာမြင်ရမှာဖြစ်ဒီဘက်က original version ရဲ့ခေါင်းကပို့ပြီးတော့ smooth ဖြစ်တယ်ပေါ့နော်တော့နည်းနည်းလေးလက်ရအကျန်းအဲ့လိုလေးရောရှိပါတယ်